ရှာချလဲမူနာယူလာရမယ်ဆိုတဲ့စကားတဲ့တက်နိုင်ရမြတရားကိုဖက်တွေဝါတွေကခါတဲ့မရှိနေတာမှန်တရားရဲ့မြက်ွယ်နားရစိတ်ကိုပြစ်ပယ်ပြီးတော့ချမ်းနေသွားတဲ့လူတွေကရှက်ွယ်မြတ်တာထားတာတော့မဟုတ်ကြောင်ပြောတော့ခတ်ထေးထေးလေးပြုံးရင်ပြည့်ရဲ့ချမ်းသာငါမနာတွေချိုးထားလေဘယ်နေမှအောင်မြင်မလဲကဘိုးတော်ပဲဘဝမှာရှာထားသမျှကအိပ်ပေါက်တစ်ခုလိုချပြောင်းကြိုးစားလိုက်ထူပြီးမတော့တော့ခံစားရတာယူဆိုပြီးတော့မေသွားလောက်အောင်မူတော့မနာမိုးလေးအိယာထားတော့ခေါင်းတစ်ခုလုံးချာချာလဲမူနောက်ရောသားရမယ်ဆိုတဲ့စကားနဲ့တန်နိုင်သမျှတရားကိုဖက်သွဲဝါတွေကခါတဲ့လာရှိနေတာမှန်တရားရဲ့မြက်ခွဲမဟုတ်ကြောင်ပြောတော့ခတ်ထေးထေးလေးပြုံးရင်ပြည့်ရဲ့မာကချိုးကြတဲ့လူ